သူဟာသူ့ဇနီးတွေကအသက်80အရွယ်အမျိုးသမီးတဦးဖြစ်နေမလားလို့တန်တရားရှိနေခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ညတိုင်းအိပ်ရမဝင်ခင်သူမဟာမျက်နှာပေါ်ကိုထူဆန်းတဲ့အရည်တစ်မျိုးလိမ့်ပြီးနှုတ်ခမ်းနီအထူကြီးတုပ်ကဆွဲဆောင်မှုရှိတဲ့အလှတရားအဖြစ်ပြင်ဆင်လေးရှိလိုပါပိုပြီးစိတ်ရှုပ်စရာကသူမဟာမျက်နှာတစ်လေးမရှိပဲအလွှာလိုက်အရာတွေကိုမကြာခဏလိမ့်လေးရှိပါတယ်။ဆယ်စုနှစ်ကျော်အိမ်အောင်ကြပြီးတဲ့အထိခင်မွန်းတီဟာသူ့ဇနီးကိုမိတ်ကပ်မပါပဲမြင်ဘူးချင်းမရှိပါဘူး။သူမဟာအလှအပကိုကြိုက်နေတတ်တာပဲလို့ထင်ခဲ့ပေမဲ့ဒီနေ့မှာတော့သူတို့ဟာမိတ်ဆွေတွေနဲ့စုဝေးတဲ့အခါသူမရဲ့မျက်နှာဟာရုတ်တရက်ဆက်လာပါတယ်။အသက်ရှူမြန်လာပြီးလက်နဲ့ကုတ်ချင်စိတ်တွေဖြစ်လာပါတယ်။ခင်မွန်းတီကမင်းမျက်နှာမကြာခဏမအိမ်မသာဖြစ်နေတယ်လို့မေးတော့သူမကအသားရည်နူးလို့မိတ်ကပ်ပြန်ဖြည့်ဖို့လိုတယ်လို့ပြောကအိမ်သာထဲပြေးဝင်သွားပါတယ်။သူမဟာလှုပ်ဝက်စေးတစ်ခုကိုထုတ်ယူပြီးမျက်နှာပေါ်အလင်းအမြန်လိမ့်လိုက်တာနဲ့မျက်နှာပြန်ကောင်းသွားပါတယ်။ညနေခင်းမှာခင်မိုးနဲ့ကပ်နေစဉ်သူမဟာမိတ်ကပ်ပြန်ဖြည့်ဖို့အကြောင်းပြကထွက်သွားပြန်ပါတယ်။ဘာလို့ထပ်ဖြစ်ရတာလဲလို့မေးတော့ကရင်အပူထွက်လို့ဖြေပါတယ်။ဒါပေမဲ့ခင်မိုးတီဟာပိုပြီးတန်တရားဝင်လာပါတယ်။ညအချိန်မှာတော့ကိုထူးဆန်းတဲ့အရာဖြစ်ပျက်လာပါတယ်။သူမဟာခင်မွန်းအိပ်ပျော်နေချိန်လှုပ်ဝက်ထွက်သွားလေးရှိပြီးထိုညမှာတော့ခင်မွန်းတီဟာလိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တကားကိုဖြည်းညင်းစွာဖွင့်ကြည့်လိုက်တဲ့အခါထိတ်လန့်ဖွယ်ရာအခြေအနေတစ်ခုကိုတွေ့မြင်လိုက်ရပါတယ်။